ဒီနေ့ပွဲမှာငါခြေစွမ်းပြခဲ့တယ်ဆိုတော့ငါပြရတဲ့တခုရှိရင်ငါကောင်းငါနောက်လိုက်ခဲ့ဘာပြမှာလဲ try ခဲ့ပါကွာမင်းကရှာဖို့ရှိတယ်ဘာပြမလို့လဲဗျာဟိုကကြည့်လိုက်ဟာဘာဖြစ်လို့လဲဟဲ့အောင်ဘန်တို့ဂုံးယူတယ်ကွာဟာရငါအင်တာဗျူးဖြေရတော့မယ်ဟာဟာရှင်လူများရှင်ကအင်တာဗျူးဖြေရမှာဟာနီးပြကြီးအမိုးရင်းနဲ့ဆက်လိုက်တာကွာလှပရီဘယ်လိုခံစားရလဲကိုမသိဘူးလေကျွန်တော်လည်းဂိုးဆိုကန်လိုက်တာပဲဒီနေ့မှာတော့ကျွန်တော်ကဘောလုံးမကန်ခင်ပေါ့ဗျာကျွန်တော် brother တယောက်ကစပင်ဂေချင်းမှာလို့ပြောတာကိုကျွန်တော်စပင်ဂေချင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီဂေကိုသဘောကျတယ်ဗျာဒါပေမဲ့ဒီ brother နဲ့ပူအဆင်ပြေအောင်ကျွန်တော်ကဒီဂေလေးချင်းမိလိုက်ဗျာအရှိလေးအနောက်ကိုစီးထားတာဗျာ brother တယောက်လည်းကျွန်တော်ဖက်နဲ့အနီပြောင်းဆိုလို့ကျွန်တော်ဖက်နဲ့အနီတွေထဲမှာအဖြူနဲ့အနီဆက်ထားတဲ့ဟာကိုကျွန်တော်ပြောင်းလိုက်ပါတယ်နောက်ထပ်ဘာကြီးချင်းပေးရအောင်မလဲဆိုတော့ brother တို့ comment မှာမှတ်သွားပါကျွန်တော်ချင်းပေးပါမယ်နော်ကဲဒါဆိုအချိန်ဆွဲနေမယ်ကျွန်တော်တို့ရဲ့ Premier League Match Day 2ဖြစ်တဲ့ Full 1နဲ့တွတ်တီးလိုက်မယ်ဗျာသတင်းတွေကတော့နာမည်ကြီးကစားသမားရဲ့သတင်းတွေတော့တက်နေပါတယ် social media မှာထုံးစံအတိုင်း training ကတော့ပြတ်လို့မဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာ dribbling နဲ့ဆိုင်တဲ့ training ကိုကျွန်တော်ဆင်းခဲ့ပါတယ်ကျွန်တော်တော်တော်ခက်ပါတယ်ဒီ training ဒါပေမဲ့ကျွန်တော် A ပဲရအောင်ယူနိုင်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်တော်တော်ကျွမ်းနေပါပြီနောက်တစ်ခုကကျွန်တော် passing တွေကောင်းအောင် passing နဲ့တက်ဆိုင်တဲ့ training ဆင်းခဲ့ပါတယ်ဒီတစ်ခုမှကျွန်တော်အခါပြန်လုပ်ခဲ့ရတယ်ဗျာဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော် A ရပါတယ်ပေါ့နော်ကျွန်တော်ရဲ့စူးစမ်းမှုတွေကောင်းခဲ့လို့အခုဆိုရင်တော့ကျွန်တော်ရဲ့ Premier League Match Day 2ဖြစ်တဲ့ Fulham နဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ကတော့စတင်ပြီလည်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ခန်းစားလိုက်ရအောင်ခင်ဗျာကဲအခုဆိုရင်ကျွန်တော်တို့နဲ့ Fulham အသင်းတို့ရဲ့ပထမပိုင်းအစပါပြီ14မိနစ်နဲ့ကျွန်တော်တို့အခွင့်အရေးများများဆဆမရခဲ့ပေမဲ့15မိနစ်ရောက်မှာတော့ဖူဟန်အသင်းရဲ့ပြတ်သွားတာအခွင့်အောင်းယူပြီးကိုရီမိန်နူကကျွန်တော်ကိုမျောပြီးတဲ့အလုံးကိုကျွန်တော်ကတောက်ဖြက်လှပကန်သွင်းပြီးတော့ဥဆောင်ကိုရသွားရောဗျာကိုကတော့ကျွန်တော်ရဲ့ဂိုးသွင်းဆဲကြီးဘယ်လောက်ကောင်းလဲဆိုတော့ဖော်ပြသွားတော့ဗျာတော်တော်လှတဲ့ဂိုးပေါ့နော်တောက်ဖြက်နေပြီးတော့လုံးဝဟိုဂိုးသမားဖမ်းလို့မရအောင်ကန်သွားတာဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အသင်းကလုံးဝအခွင့်အရေးတွေများများဆဆရခဲ့တယ်ဗျဖူဟန်အသင်းဘာမှလုံးမရနိုင်တော့ကျွန်တော်တို့ကစော့နိုင်ခဲ့တယ်ကျွန်တော်တို့ရဲ့အသင်းရဲ့အခြေအနေကလည်းအများကြီးတိုးတက်လာခဲ့တယ်လို့ပြောရမယ်အခွင့်အရေးတွေအများကြီးဖန်တီးနိုင်တယ်လို့ကျွန်တော်တို့ဂိုးပေါက်ချင်းချောင်းမှုလည်းအများကြီးလုပ်နိုင်ခဲ့တယ်ဗျသိလားအရင်ပွဲနဲ့မတူဖူဟန်ကွင်းမှာသွားကစားရဲဆိုပေမဲ့ကျွန်တော်တို့အခွင့်အရေးတော်တော်များများပိုင်ဆိုင်ခဲ့တယ်ဒါပေမဲ့ဂိုးအဖြစ်ပြောင်းလဲမှုမှာတော့ကျွန်တော်နည်းနည်းလိုအပ်ချက်တွေနဲ့ရှိနေခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်တို့ဖူဟန်အသင်းနဲ့ကျွန်တော်တို့Manchester United အသင်းတို့ရဲ့ပွဲစဉ်ကတော့2-0နဲ့ပဲကျွန်တော်နိုင်ရရှိသွားခဲ့တယ်ပေါ့နော်